Okay,အားလုံးပဲမင်္ဂလာပါအဲ့တော့ဆရာကအခုထပ်ပြီးဆက်ပြပေးမှာက break story ပေါ့နော်အဲ့တော့ break ဆိုတာကတော့ဒီ break ဆိုတာထဲကျွန်တော်ကအခုဒီ view drawing ကဘာလဲဆိုလို့ရှိရင် orthographic view ပေးထားတဲ့ဥစ္စာကို isometric view တောင်းလို့ပေးပေးရတယ်နော်အဲ့တော့ orthographic view မှာဆိုရှင်ကျွန်တော်ကဒီမှာဆိုရှင် top view ပေးထားတယ် front view ပေးထားတယ် side view ပေးထားတယ်ပေါ့အဲ့ပုံကိုဒီကကျွန်တော်ကisometric drawing ကိုဆွဲပေးရတာပေါ့နော်ဟုတ်ပြီတော့ချင်းဒီမှာ dimension တွေတော့ inch တွေပဲပေးထားတာ inch တွေပဲသွားဆွဲလိုက်မယ်သူ့ရဲ့ dimension ချက်ကြည့်လိုက်ရအောင်အောက်ခြေ base ကနေဆုံးစပြီးဆွဲမယ် top view ပေါ့ဒီမှာဆိုရှင်သူ့ရဲ့ profile နဲ့ဒီလိုပုံစံတွေရှိတယ် length ကဒီမှာဆိုရှင်6ရှိတယ်သူ့ရဲ့ width က4ရှိတာပေါ့နော်ဒီကနေကြည့်သွားလိုက်မှာပေါ့နော်6ရဲ့4ရဲ့တော့ရှင်တို့ကဒီဘက်မှာလာကြည့်လိုက်မယ်ကြည့်တဲ့အချိန်မှာအဲ့တော့ unique က RBS ကိုတောင်းတာပြရမယ်နော်ပြောင်းလာပြီးတော့မှကျွန်တော်ကဒီဘက်မှာရှိဒီကနေတော့မှ top ကနေသွားတာပေါ့နော်အဲ့တော့မှဒီ center rectangle နဲ့ center rectangle နဲ့ဆွဲလိုက်တယ်အဲ့ဒါလေးကမရှိရလဲဆိုဒီဥစ္စာလေးက6ရှိတယ်အဲ့ဒါလေးက6ရှိတယ်ပြီးတော့မှဒီဥစ္စာလေးက4ရှိတယ်နော်အဲ့ဒါလေးကဒီဥစ္စာလေးက4ရှိတယ်အဲ့ဒါလေးကရှိမှက4ရှိမှာနော်4ရှိမယ်အဲ့ပြီးဒီထိပ်မှာ chamfer လေးတွေရှိရပေါ့အဲ့ chamfer ကဘာပြောထားလဲဆိုရင် chamfer ကဒီမှာ chamfer က 1.5 1.5 နော် 1.5 1.5 က equal distance နဲ့သွားတာဒါကြောင့်မို့အတွက်ကျွန်တော်က display အောက်ခြေလေးမှာ scale span chamfer ဆိုတာရှိတယ်ဒီဘက်မှာ equal distance ဆိုပေးထားမယ် distance က 1.5 နော်ဒီဟာလေးရဲ့ဒါလေးတစ်ချက်ဒါလေးရဲ့ဒါလေးတစ်ချက်နော်ဒါဆိုရင် chamfer 1.5 c chamfer လို့ပြီးသွားပြီနော်ဒါဆိုရင်ကျွန်တော်က okay ပြီးလို့ရသွားပြီပြီးဆိုရင် okay ပေးလိုက်တော့ပါနော်အဲ့တော့သူ့ရဲ့ thickness နော် thickness ကတော့ဒီမှာတော့ 0.5 ပဲနော် thickness ကဒီမှာ 0.5 ပဲဆိုတော့ thickness ကလည်းဒီမှာထည့်ရင် 0.5 ပဲထည့်လိုက်မယ် okay နော်ဒါရသွားပြီဆိုတော့ကျွန်တော်ကနောက်က background view နော်အဲ့တော့သူ့ရဲ့နောက်ရှေ့အဲ့တော့ဒီနောက်ကဟာလေးကတော့ဒီ front view နဲ့ကြည့်ရမှာအဲ့တော့ height ကတော့ 7.5 ပြီးရှင်သူရဲ့ chamfer distance ကလည်း 1.5 နော်ဒါဆိုရင်ကျွန်တော်ကဒီမှာ extrude boss 3နဲ့ဒီမှာလာလိုက်တယ်လာလိုက်ပြီးတော့မှအဲ့ဒါကိုကျွန်တော်ကဒီကနေယူဆဲမယ် sketch မှာ corner rectangle နဲ့ဒီတောင်းကနေတော့မှဝင်လာမှလည်းဒီဘက်တောင်းဆက်ဆွဲလိုက်မယ်နော်အဲ့တော့သူ့ရဲ့ distance လေးကဘယ်လောက်ရှိတာလဲဆိုဒါလေးကရှိတာက 7.5 ရှိတယ်နော်အဲ့တော့ 7.5 ရှိတယ်ပေါ့နော် 7.5 ရှိတယ်ဟုတ်ပြီအဲ့ဒီကျွန်တော်ကဒီမှာဆိုရှင်ဒါလည်း chamfer ပဲဆက်သွားအောင်ပေါ့နော် chamfer ကသူကchamfer က equal distance နဲ့ 1.5 1.5 ပဲဘာလဲဆိုတော့ဒီနားလေးမှာတစ်ချက်ပေါ့အဲ့ဒါကျွန်တော်ကတော့ဒီဘက် point နဲ့ကြောင်းဆွဲပြီးခဲ့လိုက်တာဆွဲပြီးခဲ့တဲ့ဒီမှာတော့40တော့လက်ကျနေတယ်ပေါ့နော်တခါလေးမှာကျွန်တော်ကဒီဘက်ကနေဒီ dimension share တဲ့အခါမှာရှိခဲ့တယ်ဆိုလို့ရှိရင် add relation လေးတခုလုပ်လာခဲ့လိုက်မယ်နော်အဲ့တော့ဘာနဲ့လဲဒီလုပ်ဖို့တော့မဖြစ်ဘူးနော်အဲ့တော့ဒီတိုင်းမထားလိုက်တော့မယ်နော်ဒီကောင်ကကျွန်တော်ဒီ5ကရှိတာပြီးသားဆိုတော့တေးကြခြင်းနဲ့ဆိုရင်တော့ဒီဘက်မှာ dimension စစ်ပြန်တန်းလိုက်ပေါ့နော်6ရှိတာပြီးသားဆိုတော့ကျွန်တော်6နဲ့ပဲသွားလိုက်မယ်အဲ့ဒါသူရဲ့ thickness ဒီကလည်းဘာပဲရှိမှာ 0.5 ပဲရှိမှာနော် thickness က 0.5 ရှိတယ် reverse direction လုပ်လိုက်မယ် okay နော်ဒါလေးရသွားပြီတော့အလယ်မှာ rib ချောင်းထောက်ပြရမှာပေါ့နော် rib ချောင်းထောက်တဲ့ဥစ္စာကဘာဆိုဒီမှာ 0.5 နဲ့ပဲဒီကရှင်းတဲ့မြေ 0.5 နဲ့ပဲသွားတာအဲဒါကြောင့်မို့တဲ့ကျွန်တော်ကဒီ right pin ယူထားမယ်ပြီး extrude boss နဲ့ပဲ
normal view နဲ့ချက်ကြည့်လိုက်မယ်ကြည့်လိုက်ပြီးတော့မှ sketch မှာပဲဒီကောင်တော့ဒီကောင်တော့အပြည့်သွားတာဒီကနေဒီဘက် point နော်အဲ့လိုရှိတယ်သူ့ရဲ့ဒီ height ကဘယ်လောက်ရှိတာလဲဆိုလို့ရှိရင်5ရှိတယ်အဲ့လေးက5ရှိတယ်နော်5နဲ့သွားလို့ရတယ်ဆိုတော့ okay ရသွားပြီအဲ့လိုရှိရင်ကျွန်တော်ကဒီမှာ mid plane နဲ့မခေါ်လိုက်မယ်ဒါဆိုရသွားပြီပေါ့ဟာလားလို့ရှိရင်ကျွန်တော်ကလိုချင်တဲ့ brace ရဲ့ပုံလေးရသွားပြီဒါဆိုရင်ကျွန်တော်သိကြအောင်သူပေးထားတဲ့ view တွေနဲ့ပဲတစ်ချက်စစ်ကြည့်လိုက်မယ်အဲ့တော့ကျွန်တော် top view တစ်ချက်ကြည့်အောင် top view မှာဆိုလို့ရှိတာဆိုတော့ top view နဲ့တော့ကြည့်မယ်ရိုးလာမယ်ပြီးရင် front view တစ်ချက်ကြည့်မယ် front view တို့လိုလေးပဲ side view တစ်ချက်ကြည့်အောင်ဒီလိုလေးပါပဲเนาะဒါချင်းအားလုံး ready ဖြစ်ပါတယ် okay အဲ့တော့ကြည့်လိုက်ပါလွယ်ပါလေเนาะအားလုံးကျေးဇူးတင်ပါတယ်